ဘောနော် DH ပင်တိုင်း80 C လေးကိုကျွန်တော် live software လေးနဲ့ဘယ်လိုသွင်းရမလဲဆိုတော့ချက်ဆန်းပြရမယ်ပေါ့နော်ကျွန်တော်ဒီမှာကျွန်တော် adapter လေးကိုကျွန်တော်မီးရကျွေးလိုက်ပြီကျွေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်စကုလေးကလေးထည့်ပုံထည့်လေးပြရမယ်ပေါ့နော်ကျွန်တော်ဒီဘေးက click လေးရှိရခင်ဗျဒီ click လေးကိုကျွန်တော်ချက်ပြလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမျိုးပေါ့နော်စကုလေးကလေးကိုကြတော့စကုလေးကလေးအလိမ့်သက်ဆိုလို့ရှိရင်တော့အလိမ့်အကြီးကိုပေါ့နော်ဒီမျိုးလေးတော့ကတ်နေမယ်ခင်ဗျအခါကျရင်ကျွန်တော်ဒီမျိုးလေးဆွဲခွာလိုက်မယ်ပြီးရင်ကျွန်တော်ပါသာပုံစံမျိုးလေးထည့်ပြီးမယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးပါသာပုံစံလေးထည့်မယ်ပြီးရင်ဒီကောင်လေးကိုတစ်ချက်ပြလိုက်မယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်ဒီယောက်ကပေါ့နော်ပါဖွင့်တဲ့ click လေးရှိရခင်ဗျဒီပါ click လေးတစ်ချက်နေလိုက်မယ်ခင်ဗျဒီမှာမီလီပွင့်သွားပြီခင်ဗျအဲဆိုလို့ရှိရင်ကျွန်တော်ခုဖုန်းလေးနဲ့ချိတ်ပြရမယ်ပေါ့နော်ဖုန်းလေးနဲ့ချိတ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးဖုန်း Bluetooth လေးကိုချိတ်ဝင်ပြရမယ်ခင်ဗျဝင်လိုက်ပြီဆိုတော့လေသူကဒီမှာ printer 001ဟိုမှာပေါ့နော်သူကဒီအနောက်မှာပါသေးရပေါ့နော်ဒါ printer တစ်လုံးနဲ့တစ်လုံးမတူတဲ့အတွက်ကြောင့်ကျွန်တော်ပြပြလို့မရဘူးပေါ့နော်ကျွန်တော်ဒီဟာလေးကိုနှိပ်လိုက်ရွေးလိုက်မယ် printer 001လို့ရွေးလိုက်မယ်ပြီးရင်ကျွန်တော် password လေးနေရာလေးမှာကျွန်တော်3ညလေးလုံးလေးထည့်လိုက်မယ်ခင်ဗျပြီးရင်အမှန်ချက်ကလေးပါရင်လည်းချက်ပေးပေါ့နော်တချို့မှာကျတစ်ခုပဲပါတယ်တချို့မှာကျလုံးဝမပါရင်လည်းရှိရပေါ့နော်ပြီးကျွန်တော် okay လေးချင်းနေလိုက်မယ်ခင်ဗျအဲ့ဒါဒီလိုဆိုချိန်သွားပြီပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ Viber software လေးတွေဝင်လိုက်မယ် Viber software လေးတွေဝင်ပြီးသွားပြီဆိုလို့ရှိရင်ပေါ့နော်ကျွန်တော် item လေး sign logo တွေအကုန်ထည့်ယူသွားပြီပေါ့နော်ထည့်ယူသွားပြီဆိုတော့အခုကျွန်တော် voucher လေးပဲထုတ်ပြရတော့ကျွန်တော်ဒီအပေါ်ဆုံးကစက်ကလေး30ကလေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ setting လေးကိုသွားမယ်ခင်ဗျပြီးရင်ကျွန်တော်ဒီက printer လေးကိုနှိပ်လိုက်မယ်ဒါကြောင့်ကျွန်တော်ပထမချိန်ထားပြီးသားကြောင့်ပေါ့နော်ကျွန်တော်ခုဖြစ်လာမယ်ပြီးရင်ကျွန်တော်ဒီလိုမျိုးလေးအပေါင်းလေးကိုနှိပ်လိုက်မယ် name နေရာမှာကျွန်တော်ကြိုက်တဲ့ဟာထားလို့ရတယ်ခင်ဗျဥပမာနဲ့ကျွန်တော်ဆိုလို့ရှိရင်ဒီမှာ HP 80C ပဲကျွန်တော်ထားလိုက်ပြီပေါ့နော်ဒါကတော့ကိုယ်စိတ်ကြိုက်ထားလို့ရတယ်ခင်ဗျပြီးရင် no printer ဆိုတဲ့နေရာမှာကျွန်တော် policy တင်လိုက် other model ဆိုလို့ရှိရခင်ဗျ other model လေးကိုရွေးလိုက်ခင်ဗျ other model လေးကိုရွေးပြီးဆိုရင်ကျွန်တော်ဒီမှာပေါ့နော် ethernet သူကဒီနေရာမှာ ethernet လို့ပြနေမှာအဲ့ဒါတစ်ချက်နေလိုက်ကျွန်တော်ကဒီကောင်က bluetooth လုံးနဲ့သုံးမှဖြစ်တဲ့ကျွန်တော် bluetooth လေးကိုရွေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီက shine နေရာလေးမှာ shine မယ်ခုနကကျွန်တော်ချိတ်ခဲ့တဲ့ printer 001 EFD2 ပေါ့ကျွန်တော်ရှိမှာဆိုရင်တော့ဒီကောင်လေးကိုကျွန်တော်တစ်ချက်နေလိုက်မယ်ပြီးရင်ကျွန်တော် print receipt base ဆိုလို့တစ်ချက်ဖွင့်လိုက်မယ်ခင်ဗျဖွင့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီက print test ဆိုလို့တစ်ချက်ဆန်းကြည့်လိုက်ပါနော်အဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ sign logo လေးလိပ်စာလေးနဲ့ထွက်လာမယ်ပေါ့နော်ဒီမျိုးလေးထွက်လာဆိုရင်ဒါကျွန်တော် software နဲ့ printer နဲ့ချိန်သွားပြီပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်ဒီက save ဆိုတဲ့ click လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ခင်ဗျပြီးရင်ကျွန်တော် save ဆိုတဲ့နေရာလေးကိုသွားမယ်ကျွန်တော်ဒီ save ဆိုတဲ့နေရာလေးကိုသွားရောဥပမာ customer UI ရေးတဲ့ click ပစ္စည်းလေးပေါ့ကျွန်တော်ရွေးလိုက်မယ်နှစ်ခုရွေးနှစ်ခုပါကျွန်တော်ရွေးလိုက်မယ်ပြီးရင် voucher ထုတ်တော့မယ်ဆိုဒီဘက်က chat ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပြီးရင် customer ဘယ်နဲ့ရှင်းမှာလဲ KP လား WP လား cash လားပေါ့ဥပမာနဲ့ကျွန်တော် KP ဆို KP နဲ့ရှင်းပြမယ်ပြီးရင် print receipt လေးချင်းနှိပ်လိုက်မယ်ခင်ဗျအဲဆိုလို့ရှိရင် voucher လေးထွက်လာပါပြီခင်ဗျကျွန်တော်ဒီလိုမျိုးလေး voucher လေးထွက်လာပြီပေါ့နော်ကျွန်တော်ဒီလိုမျိုး voucher လေးထွက်လာပြီဆိုလို့ရှိရင်နောက်ထပ်ပြီးတော့ရောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်အောက်က new sale ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပြီးရင်တော့မွေးရင်းနေရာကိုထည့်ရောက်သွားမယ်ဒီနေရာရောက်လို့ voucher ထပ်ထုတ်မယ်ဆိုလို့ရှိရင်နောက်ထပ် voucher ကိုလည်းကျွန်တော်ဒီတိုင်းလေးပဲထုတ်လိုက်ရုံပဲခင်ဗျပြီးရင်ကျွန်တော်ဒီဟာလေးကိုနှိပ်မယ် customer ငွေရှင်းတဲ့ဟာလေးကိုရွေးလိုက်မယ် print receipt လေးကိုနှိပ်လိုက်မယ်ပြီးရင် voucher လေးထွက်လာပြီပေါ့နော် new sale လေးကိုထပ်နှိပ်မယ်ငကိုနေရာကိုပဲပြန်ရောက်သွားမယ်ခင်ဗျဒါဆိုလို့ရှိရင်တော့ကျွန်တော် M80C လေးအဆင်ပြေသွားပါပြီ